ဒီရောက်တော့ထူးထူးခြားပေါ့နော်ကျွန်တော်တို့အန်ဒီလေးပေါ့နော်တော်ရောက်နေရသူတို့တာရံမောဆိုတော့ကျွန်တော်တို့အဖွဲ့ကဆိုင်ကင်နဲ့မြစ်တာဒါနကယ်လိုက်ဖို့ပြမှာဖြစ်ပါတယ်ခင်ဗျာကဲသွားလို့ရပြီအကိုအနီငါပဲကြားတော့ပုံမပြရအောင်နော်အနီအေးသားပြီโอเคကဲဒီခါမယ်ဒီစမယ်တော့မယ်ကစတမာရနေပြီတယောက်ငါပဲတော့ပုံယူနေတော့မလို့ကောင်းနေပုံရင်မလို့ဟာဂိတ်ကနေရတတ်မှထုတ်ပါနော်အေးကဲနောက်တစ်စီထွက်ကဲမောင်သားကဲဆွဲသားနေပါလေကဲဒါတော့ကျွန်တော်တို့ရန်ကုန် Event Rider ကနေပြီးတော့ပန်းတန်းတောင်မှာကြုံခိုက်ကဲဆွဲသားခြင်းဖြစ်ပါတယ်ဗျဆိုင်ငယ်ထွက်စီးရဆိုတော့မှန်များစွာမှာကဲလာဆွဲနေရောအဖွဲ့ပါနော်ဒီနေ့ဘယ်လောက်ရပါလဲညီလေးတွက်ချိကဆွဲရိုင်းတပူရပါတယ်ဟုတ်တယ်ဆွဲရိုင်းတပူရပါတယ်ရောကုသိုလ်ရပါတယ်ကုသိုလ်ရတယ်ကောင်းမလေးချောလေးပဲတင်သွားတာချောလေးပဲတင်သွားတယ်ကောင်းမလေးမချောလို့မတင်တဲ့လူကရှိသေးတယ်ဟုတ်တယ်မြင့်မကြီးနဲ့ဘယ်လိုလဲတော့မသိဘူးဘွားကြီးဆိုလို့မတင်တော့ဘွားကြီးဆိုလို့မတင်တော့nice မှန်ပြတောင်သွားတဲ့အဲဒီနေ့ကဖျားဦးတွေကိုကုသိုလ်ယူပြီးတော့ဖျားဖို့လိုက်ပို့ပေးခဲ့တဲ့ဝိုင်ယာတင်းမှာ rider တွေကိုလည်းတကယ်ကျေးဇူးတင်ရှိပါတယ်နောက်ပိုင်းလည်းကျွန်တော်တို့တွေခီးခီးတူတူသွားပြီးတော့ယခုလိုမျိုးကျွန်တော်ခွေကြမယ်ရော